မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာပါကွယ်စာအုပ်ထဲကအချစ်စာနဲ့ချစ်ကြပြတဲ့ပုဒ်ကိုဖတ်ပြပေးထားပါတယ်လူစိတ်ဆိုတာကကြောင်းနေနေတာပဲမဟုတ်လားအချိန်မဆိုင်ပဲတွင်ကျင်ရတွင်ရောကျင်ရမျောရင်ပြန်ဝဲနေကြတာလေငါတော့နင်းရှိရရဲ့စီကိုသာပြန်တမ်းဖို့တစ်ချိန်လုံးအသင့်ရှိနေတည်းပါငါရေတော့မဟုတ်ဘူးဆိုပေမဲ့ငါရဲ့ဘေပဲ့ရှင်ဘက်ဟာဖောက်ဖို့တခုလိုလှုပ်ခတ်နေဟင်းနေရဲ့ကွယ်ဟိုးရှိတုန်းကတင်စားသလိုတောင်မန်နေပါတွေခတ်ပြီးနင်းရှိရစီတစ်ချိန်တို့ဝေးပြန်ပြစ်လိုက်ရလေမလားဒီရစိတ်တွေရေတွက်ကြည့်နေပြန်တော့စက္ကန့်တွေထက်တောင်ငယ်နေပါရောလားငါရဲ့ချစ်ချင်းတွေကိုမင်းစီပို့လိုက်ချင်ပါရဲ့မင်းအစင်တင်မိဝဲသုံးဆောင်နိုင်မှုရှင်ခုန်ကန်မှန်မှန်ပါတဲ့ချစ်ချင်းအားစီးလေးကိုပါအစ်စ်ထည့်ပေးလိုက်ချင်ရဲ့ကွယ်ဒါမှလည်းမင်းပျော်ရွှင်ကြည်နူးချမ်းမြေ့ရမှာမဟုတ်လားပြုံးပျော်နိုင်စီသားကွယ်ဟေ့တီလာပန်းတွေကိုချစ်ပန်းကွယ်သူ့ရနဲ့တွေကထုံတဲ့လို့မင်းကိုပါမွေးမြစီတဲ့လေရှင်ဘက်ကိုဖြူဖြူလေးထားပါချစ်ဖို့ကောင်းတဲ့မင်းရဲ့စိတ်ထားလေးတွေတခုတည်းအယောင်တင်ရင်ပေါ့အရာရာနဲ့လေတင့်တဲ့အောင်နေအောင်ကွယ်ဒါမှခြေခင်းလက်ခင်းတာမှမဟုတ်လားအတွင်းနေတော့တိတ်မချဲ့ပါနဲ့ယူယူလေးတကယ်ကိုယူယူလေးငါအကြောင်းတွေးနေလိုက်ပါလားကွယ်တကယ် YouTube ထက်